မိကအသက်ဝင်နေတဲ့ဘုံတလုံးကိုသူ့ခြေထောက်မှာခြိထားလိုက်တယ်။အနီရောင်မီးလင်းလာတာနဲ့တပြိုင်နက်စပိန်ကိုတက်စီပြီးလမ်းအလဲဘက်ထဲကိုဝင်သွားတယ်။သူ့ရဲ့ပလင်မတ်ကဘယ်ဘက်မှာရက်ထားတဲ့အနက်ရောင် SUV ကားနှစ်စီးဖြစ်တယ်။လမ်းကြောင်းပိတ်နေတော့နောက်ပတ် SUV ကားရဲ့ဘေးဘက်မီတာကိုပေါ့ပေါ့ပါတွန်းပြီးနေရာလွတ်လိုက်တယ်။ကားတွင်းရှိဂိုင်းခေါင်းဆောင်ကတန်တရားဖြစ်စီဘာမှမတတိထားမိဘူး။ဂျီမီကရှေ့ဘက် SUV ကားစီကိုချောချောမွေ့မွေ့ရွေ့စွာပြီးကားအောက်ခြေမှာဘုံကိုတိတ်တိတ်လေးတက်ထားလိုက်တယ်။နောက်ဘက် SUV ကားရဲ့ရင်မောင်းကမီရာကိုပြင်ဖို့အပြင်ကိုထွက်လာချိန်မှာဂျီမီကအမြန်ဆုံး gas mat တက်ပြီးအစိတ်တက်ငွေပါတဲ့ကြီးတစ်ချက်ကိုပြစ်လိုက်တယ်။အဲ့ဒီတက်ငွေကြောင့်ရှေ့ကုံထိုင်သူနှစ်ယောက်စလုံးချစ်ချင်းမေ့လဲသွားတယ်။အဲ့ဒီချိန်မှာပဲရှေ့ကားတွေကကိုရန်တော်ကအမှားတစ်ခုခုဖြစ်နေပြီဆိုတာသဘောပေါက်သွားတယ်။ဒါပေမဲ့ကားတကားကိုဂျီမီရဲ့စပိန်ကပိတ်ထားလို့ချစ်ချင်းဖွင့်လို့မရဘူး။အဲ့ဒီနောက်ဂျီမီကမေ့လဲနေတဲ့နောက်ကားရင်မောင်းကိုကားအပြင်ကိုပစ်ထုတ်လိုက်ပြီးကားကိုကိုယ်တိုင်ထိန်းချုပ်ကဂိုင်းကောင်းဆောင်ကိုအောင်မြင်စွာဖမ်းဆီးလိုက်တယ်။ဒါပေမဲ့ကားနဲ့ထွက်ပြေးချိန်မှာတော့ရှေ့ဘက် SUV ကားတွေကကိုရန်တော်တွေကစပိန်ကိုဖယ်ရှားပြီးတကားဖွင့်ကလိုက်ဖမ်းလာပြီးကားကိုကြီးပစ်လာကြတယ်။ကန်ကောက်စွာနဲ့ကားပရင်းပေါက်တွေကကြီးမထိုးနိုင်တဲ့မှန်တွေထစ်ဒီလို့ကိုရန်တော်နှစ်ယောက်ကဒါစင်ကျော်လောက်ပစ်ထည့်ပြီးမဲ့ကြီးတွေမဝင်နိုင်ဘူး။သူတို့ရဲ့အကြီးအကဲကိုဖမ်းဆီးခေါ်သွားတာကိုအကူအညီမဲ့ကြည့်နေရတော့မဲဖြစ်တယ်။ဒါပေမဲ့သူတို့လက်မလျှော့ခြင်းသေးဘူး။ကားနောက်ကိုဆက်လိုက်ဖမ်းဖို့ပြင်ဆင်နေကြတယ်။ဂျင်မီတော့အေးအေးဆေးဆေးပဲနေခဲ့တယ်။ဘာကြောင့်လဲဆိုတော့သူတက်ထားတဲ့ဘုံကမကြခင်ပေါက်ကွဲတော့မလို့ပဲ။အချိန်တိတိမှာပဲကားတစ်စီးပေါက်ကွဲသွားပြီးကိုရန်တော်တွေကိုလိုက်မလာနိုင်အောင်လှုပ်သွားတယ်။သူတို့အလောက်ကြမ်းတမ်းတိုက်ခိုက်ခဲ့ကြတာကသူတို့ရဲ့အကြီးအကဲကတန်ဖိုးတန်းမြောင်းများစွာရှိတဲ့ဇီဝဓာတုလက်နက်တွေပါဝင်တဲ့တေတတလုံးကိုကြိုက်ထားလို့ပဲဖြစ်တယ်။နောက်ပိုင်းဂျင်မီကစစ်ဆေးမေးမြန်းတဲ့အခါဂိုင်းကောင်းဆောင်ကအဲ့ဒီလက်နက်တွေကိုအကျန်းဖက်သမားတွေနဲ့ဘယ်နေရာမှာလဲလှယ်မလဲဆိုတာကိုထုတ်ဖော်ပြောပြလိုက်တယ်။အန်ဒီရဲ့ကြီးတဲ့လက်နက်တွေကိုစောင့်ကြက်နေရတော့ဂျင်မီကိုယ်တိုင်မသွားနိုင်တဲ့အတွက်သူ့ရဲ့လက်တွဲပေါ်ကိုအကျန်းဖက်သမားကိုဖမ်းမှုဆေးလွတ်လိုက်တယ်။ဒါပေမဲ့ဂျင်မီလိုကန်မကောင်းခဲ့ဘူး။သူမကဟိုတယ်တန်ရှင်းရေးလုံသားဖီလှည့်ကွက်ပြုတ်ပြီးအယောင်းဝယ်ဖြစ်နေတဲ့နေရာကိုဝင်သွားတယ်။မထင်မှတ်ပါအကျန်းဖက်သမားတွေကအယမ်းသတိထားနေကြတယ်။မျက်လုံးတစ်ချက်ကြည့်လိုက်ုံနဲ့ခေါင်းပြောင်နေတဲ့လူကသူမအပေါ်တခုခုမမှန်ဘူးလို့ခံစားမိသွားတယ်။ရလဲလားမဟုတ်ဘူးလားဆိုတာသေချာမသိပေမဲ့တန်တရားရှိတာနဲ့သူမကိုတတ်ပစ်ကိုဆုံးဖြတ်လိုက်တယ်။သူမကိုအလှော်ကားစီခွဲသွားပြီးခလုတ်နှစ်ကအဲ့ဒီနေတာမှာပဲအသက်ဆုံးစေလိုက်တယ်။ဒီအကြောင်းကိုတီးလိုက်တဲ့အခါဂျင်မီကအယမ်းဒေါသထပ်သွားတယ်။သူ့အဖွဲ့အစည်းရဲ့သတိပေးချက်တွေကိုမနာလိုက်ပဲတယောက်တည်းအကျန်းဖက်ခေါင်းဆောင်ကိုလိုက်ရှာဖို့ထပ်သွားတယ်။အလှော်ကားအဖြစ်ပြကြောင့်သူတို့ရဲ့ဖုံးကွယ်ထားတဲ့ပုံးပြောင်သွားပြီးဆိုတာကိုအကျန်းဖက်သမားတွေသိသွားပြီးလေရင်ကိုအမြန်ထွက်ပြေးဖို့ကြိုးစားကြတယ်။ဒါကြောင့်ကားထဲမှာပဲနေပြီးဂျီမီညက်တိုက်ရိုက်မတွေ့ဆုံ